ရင်းဝင်ကိုရောက်တဲ့အခါအင်ဂျင်ညီနောင်ရဲ့ခြေရင်းကကြောက်ဖြာထက်မှနေရာထိုင်ခင်းစီစဉ်မှုမိန်ကြားခဲ့ပါတယ်။ရှင်လူရောတာကတော့ဗုဒ္ဓအောင်ငေးကြည့်နေတဲ့ယနေ့ညမှာပဲပရိနိဗ္ဗာန်ပြုတော်မယ်ဆိုတာကိုသိမြင်လိုက်တာကြောင့်မျက်ရည်တွေမထိန်နိုင်ဖြစ်နေရပါတယ်။ဘုရားရှင်ဟာမြောက်ရက်ကိုဥကောင်းပြုကညာဘက်ကိုစောင်းရင်လဲတော်မူနေခဲ့ပြီးအင်ဂျင်မင်းတွေကလည်းဘုရားရှင်ပရိနိဗ္ဗာန်ပြုတော်မှာကိုသိနေကြတယ်လား။နောက်ဆုံးပူဇော်တဲ့အနေနဲ့အနီအောင်အင်ဂျင်မန်းတွေဘုရားရှင်ပေါ်တပွဲကြွေစင်းလို့နေခဲ့ပါတယ်။လူရာသီကိုမရောက်သေးပေမဲ့အင်ဂျင်မန်းတွေဝေးဆဆဖူးပွင့်နေကြပြီးဥယျာဉ်ထဲကိုနေအောင်ကြီးတွေရှက်ဖြာကြနေတဲ့မြေဝင်းကလှပတယ်လို့ထင်ရပေမဲ့ရှင်အာနန္ဒာအတွက်ကတော့ကြေကွဲွယ်ရာအတီးပဲဖြစ်နေခဲ့ပြီးတော့အင်ဂျင်ပင်ရဲ့အနောက်မှာရှာကြီးတငယ်မိုးကျွေးနေပါတော့တယ်။အဲနောက်မန္လာမင်းကြီးထံကိုသွားကဘုရားရှင်ဟာအင်ဂျင်ဥယျာဉ်ထဲရောက်ရှိနေကြောင်းနဲ့ယနေ့ညမှာပဲပြိဋိနိဗ္ဗာန်ပြုတော်မူမယ့်အကြောင်းကိုသွားရောက်လျှောက်ထားစီခဲ့ပါတယ်။တခြားရဟန်းများကတော့ဘုရားရှင်ကိုဓမ္မနဲ့ပူဇော်သောအားဖြင့်တရားရှုမှတ်လျက်ရှိနေကြပြီးဘုရားရှင်ကဒီရဟန်းများကိုနံသဘောတရားဖြင့်ဆက်သွယ်ကဆုံးမဩဝါဒတရားကိုဟောကြားနေခဲ့ပါတယ်။ကိုတော်ရဲ့လမ်းစဉ်ဟာကဘာကြီးကိုဆွန့်လွတ်ဖို့မဟုတ်ကြောင်းလူတယောက်ဟာမိမိပြုလုပ်သည့်ကံကြိုးတိုင်းကောင်းကျိုးဆိုးကျိုးခံစားမှာဖြစ်ကြောင်းကံဆိုးဒီမှာအလုပ်ဖြစ်ပြီးကံကောင်းခြင်းမကောင်းခြင်းဟာမိမိရဲ့လုပ်ရပေါ်မှာမူတည်ကြောင်းလူတွေဟာမိကဘာမြေကြီးကိုကျေးဇူးမသိတတ်တာကြောင့်ကဘာကြီးတစ်ခုလုံးနာကျင်ပူဆွေးမှုတွေနဲ့ပြည့်နေရကြောင်းမောဟတရားဟာတန်တရားနဲ့စိုးရိမ်မှုတို့ကိုမွေးဖွားပေးကြောင်းဒေါသလောဘမာမာနနဲ့အိတ်တာမေစရိယတို့ကိုလည်းအားပေးကြောင်းဒါကြောင့်ယူမကိုပယ်ဖြတ်နိုင်မှသာငြိမ်းချမ်းမှုနဲ့လွတ်မြောက်သောဘဝကိုပိုင်ဆိုင်နိုင်ခွင့်ရမည်ဖြစ်ကြောင်းပရမတ္ထအကျင့်နဲ့မဂ်ကင်၈ပါးအယူလွဲမှားမှုကိုချိုးဖျက်နိုင်ကြောင်းအိမ်မပြောသောသူအတွက်ညတာအလွန်ရှည်စေလိမ့်မည်ဖြစ်ကြောင်းပိမန်းလုံးတဲ့သူဖို့ခီးသည်ဝေးသည်ကိုထင်ရမည်ဖြစ်ကြောင်းအဝိဇ္ဇာအမောင်နဲ့နှိမ့်မြုံနေပြီးမှန်ကန်သောလမ်းစဉ်ကိုမလိုက်သေး၍ဒို့သူသည်ဆင်းရဲဒုက္ခနှင့်ပြည့်နေလိမ့်မှာဖြစ်ကြောင်းလောကမှာဘယ်အရာကိုမှမျက်စိမိတ်မယုံသင်ကြောင်းဇာပေကျမ်းဂန်တွေကဘူးတုဒတွေနဲ့တရားတော်တွေကိုလက်တွေ့ပွားနဲ့ချင်းချင်းသုံးသပ်မှာဖြစ်ကြောင်းဗုဒ္ဓကိုယ်တော်တိုင်ဟောသည့်တရားဟူ၍လည်းချက်ချင်းယုံကြည်ဖို့မလိုကြောင်းမိမိရဲ့အသိဉာဏ်စေခြင်းုံတရားစတာတွေနဲ့ဒေချာရှင်တို့စမ်းသပ်ပြီးမှယုံကြည်တဲ့ကြောင်းဟောကြားဆုံးမတော်မူခဲ့ပါတယ်။အဲနောက်မှဘုရားရှင်ကဒါကိုတော်ရဲ့နောက်ဆုံးတရားဒေသနာဖြစ်ကြောင်းကိုယ်ပိုင်လေးယောက်နဲ့တောက်ပါနိုင်အောင်ကြိုးစားစေလိုကြောင်းအမြဲတမ်းနဲ့ရှင်တွဲကဖြောင့်မတ်သောလမ်းကြောင်းကိုရှောက်ကြဖို့နဲ့တရားဖြင့်အမြဲမပြတ်နိုးကြသောအသည့်ကိုဝင်းမြူစေလိုကြောင်းလွတ်မြောက်ရာသို့တကယ်ကယ်တင်ပေးမိသူမှာမိမိကိုယ်တိုင်သာဖြစ်ကြောင်းဘယ်အရာမှမတည်ရဲတဲ့လောကအားလုံးမမိမလျော့မပေါ့မဆသောတတိတရားဖြင့်နေရကြပါတော့ဆိုပြီးတော့နောက်ဆုံးဟောကြားကပြိဋိနိဗ္ဗာန်ဇံဝင်တော်မူသွားခဲ့ပါလို့လေ